မျိုးနဲ့က2022တုန်းကဒီကလောမှာပထမဆုံးပကြီးပြပွဲလုပ်ခဲ့တော့အဲ့ဒီပကြီးပြပွဲမှာဒီဒေသကပကြီးဆရာတွေကမိတ်ဆက်ပြီးတော့ပေါ့နော်အောင်မရှိရဲ့အမျိုးသမီးအမျိုးပညာရှင်တယောက်ရှိရဲ့ဒီမှာ extra ပကြီးကားတွေအများကြီးပဲရှိတယ်ဆိုပြီးတော့မိတ်ဆက်ပြီးတဲ့အတွက်ကြောင့်အဲ့တော့သူပထမဆုံးစပြလိုက်တယ်ဒါပေမဲ့လည်းအလောက်ထိစိတ်ဝင်စားမှုရှိနေဘူးလေနော်အော်ဒီတိုင်းပဲနောက်ထပ် basic တရားအနေနဲ့ပဲသူ့ကိုတတ်မှတ်ထားလိုက်တာဒီလိုမျိုးပကြီးကားတွေအများကြီးရှိနေမယ်လို့မချင်ပဲနဲ့ပေါ့နော်ဆိုပြီးတော့တွေ့ပြီးတော့မှဒီနေ့ဒီ2023ကျမှတူတူစပြီးတော့ဒီတိကျအလုပ်တွေလုပ်ရင်းနဲ့မှသူ့အကြောင်းပို့ပြီးလေ့လာဖြစ်လာတယ်သူပကြီးကားတွေပို့ပြီးတော့သိလာတာပေါ့။အမေနဲ့တရားစားသိရတယ်ဆိုတော့2023စက်တင်ဘာလမှာဒီ CFK FM မှာပကြီးတင်တဲ့ဥစ္စာတွေမှာတင်ပြခဲ့အဲ့ဒီမတိုင်ခင်မှာကျတော့ဆင်မမမျိုးနဲ့ဆရာဝန်မျိုးတွေကကလေးလေးပကြီးတင်နေခဲ့တာဆိုတော့ဒီမှာအလုပ်ဆောင်ဝင်တွေကဆင်မမမျိုးတည်တယ်ဒီ CFK ရောက်ချင်းတော့ဒီရှမ်းတောင်က artist တွေအကြောင်းလိုက်ကြည့်တွေပေါ့နော်အဲ့မှာဒီမက်မြူတူစာကဒီရှမ်းတောင်မှာအမျိုးသမီး artist လည်းဖြစ်တယ်ဒီ app store လည်းဖြစ်တယ်ဆိုတော့နည်းနည်းသတိထားမိတယ်ပေါ့နော်နောက်ပိုင်းဒီ Mac Clash ရဲ့နေတော့လောက်ခဲ့ CFK ရဲ့ဖွင့်ပွဲပေါ့နော် space ဖွင့်ပွဲမှာတော့မက်မြူနဲ့ပါလာခဲ့အဲ့မှာသူ့ရဲ့ပကြီးကောက်သူ့ချာတော့ကြည့်ဖြစ်ခဲ့ပေါ့နော်အခု assistant ပွဲရတော့မက်မြူရဲ့ဒီစနစ်တာကာလာပေါ့နော်စနစ်တာကာလာသူ့ရဲ့ artist ဘဝအစာနေခုထက်ထိဆွဲနေတဲ့လက်ရာတွေအကုန်လုံးကိုပြထားတဲ့ပွဲဆိုတော့ဒီပွဲမှာတော့မမျိုးလက်ရာတွေကိုအများကြီးတွေ့ရတယ်ပေါ့နော်ဟုတ်မျိုးရဲ့ဒီကားတွေကိုကြည့်ပြီးတော့မှမမျိုးရဲ့ဒီကားရတခြားလူတွေမျိုးတူပေါ့နော်သူရဲ့ abstract ကအရာဝတ္ထုတစ်ခုကိုပဲကြည့်ပြီးတော့မှဆွဲထားတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ခန်းစားချက်တွေကိုယ့်ရဲ့အတွေ့အမြင်ကိုယ့်ရဲ့သဘောထားတွေကိုထည့်ပြီးတော့ဆွဲထားတာကိုတွေ့ရတယ်။မျိုးရဲ့ပကြီးကားမှာဆိုရင်ကိုယ့်ရဲ့ line နဲ့ပုံစံနဲ့အဲ့လိုမျိုးတစ်ဆင့်ချင်းစီဆွဲသွားတာတွေ့ရတယ်။အရာနဲ့တောက်တောင်မြင်ရတယ်ပေါ့နော်။နောက်ပြီးတစ်ဖက်လူကိုလည်းအဲ့လိုမျိုးတခြားလူတွေရဲ့အတွေးတွေကိုလည်းပို့ပြီးတော့မှတွေးစီစနေတွေးစီတယ်တရားရရဲ့ပကြီးဒုတိယတက်ကြီးပကြီးကားကိုကြည့်လိုက်မယ်ဆိုရင်ဒီပကြီးကားဘယ်လိုပုံစံလဲဆိုတာမျိုးအများကြီးတွေးစီရပေါ့နော်ဆက်ချင်းသူနဲ့စတွေ့ကြရပါတော့ဒီဘာတွေဆွဲထားမှန်းတော့မသိဘူးဒါမှလည်းသူရဲ့ပြောပြချက်တွေအရဆိုလို့ရှိရင်တည်ရှိမှုတွေအကြောင်းပေါ့ဒီတည်ရှိမှုကလူသားတွေရဲ့တည်ရှိမှုလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဆိုလို့ရှိရင်တဘာဝလုံးပေါ့နော်တခြားသောလူသားမဟုတ်တဲ့တခြားသောတည်ရှိမှုတွေအကြောင်းလည်းဖြစ်နိုင်တယ်ဆိုတော့သူ့ပကြီးကားတွေအကုန်လုံးကိုကြည့်ကြည့်လိုက်မှဆိုလို့ရှိရင်တော့တခုခုကတော့တည်ရှိနေတယ်ပေါ့တည်ရှိမှုအကြောင်းတွေတော့ခံစားမိပါတယ်ဟုတ်ပထမအဆုံးသူဒီပကြီးကားဆွဲတဲ့အကြောင်းအရာတွေကြားတော့တိတ်ပြီးတော့မယုံဘူးပေါ့နော်ဘယ်လိုမျိုးဒါရှိရောဖြစ်နိုင်ရလားပေါ့နော်ဒီလိုခစ်ကြည့်တယ်မှာဒီမမြင်ရတဲ့ဒီနံတစ်ခုကနေဆွဲတယ်ဆိုတာဒီ spiritual artist ဆိုတာတွေကလက်ခံနိုင်တဲ့အတိုင်းအတာတွေမှာရှိတယ်ဒါပေမဲ့research လုပ်ရင်းနဲ့မှပကြီးကားတွေကိုလည်းဒီစားကြည့်ရင်းနဲ့မှဟုတ်တယ်သူစီမှာမမြင်ရတဲ့ connection တစ်ခုရှိနေတယ်ပြီးတော့ဒီပကြီးကားတိုင်းကလည်းပွဲပြားနေတယ်ပြီးတော့သူစီမှာဒီပါဝင်တဲ့အရာတွေ pattern တွေဒီပြီးတော့ဒီ symbols တွေများတယ်ပေါ့နော်ပကြီးကားတွေမှာကြည့်လို့ရှိရင်အဲ့တော့အဲ့ဒီဟာတွေရဲ့ influence တစ်ခုကိုခံစားရပြီးတော့မှဟုတ်ပြီဒါတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပကြီးလက်ရာတွေဖြစ်တယ်ပေါ့နော်ဒါတွေကိုသိချပြသနေဆိုပြီးတော့အဲ့တော့မှစပြီးတော့သူနဲ့အတူလုပ်တဲ့ project တွေသိချလုပ်ဖြစ်ခဲ့တာပါမမျိုးရဲ့ပကြီးကားကိုကြည့်ပြီးဒီမမျိုးနဲ့ဂျားထဲမှာလည်းပြောမမျိုးပြောရရင်ကြားဖို့နေရောပေါ့နော်ဒီမမျိုးရဲ့ကားတွေကဒီအချိန်သုံးခုပေါ့နော်ဒီအသက်ရဲ့အခုလက်ရှိရဲ့နာဂတ်ရဲ့ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးထည့်ဆွဲထားရလို့ပြောတယ်ပြီးတော့ဒီပကြီးကားတွေကကြည့်လိုက်တာနဲ့ကိုနဲ့သက်ဆိုင်နေတာမျိုးခံစားမှသာကိုယ့်လက်ထဲကိုရောက်လာတယ်ပေါ့နော်ကိုနဲ့ထိုက်ကြမှာဒီပကြီးကားကိုယ့်လက်ထဲကိုရောက်လာတယ်ပေါ့အဲ့လိုမျိုးလေးကြားလို့ပေါ့အမမျိုးရဲ့ပကြီးကားတွေကတကားချင်းစီမှာပေါ့နော်မတူညီရဲ့ပုံစံမျိုးတွေတွေ့ရတယ်အဲ့ဆိုတကားချင်းစီကိုတခြားချက်အချင်းပြီးတော့မှကြည့်မယ်ဆိုရင်ပကြီးကားရဲ့ဆွဲဆောင်မှုရှိလို့ခံစားစိတ်ကိုဆွဲဆောင်မှုခံစားရတယ်နော်ပကြီးကားကိုကြာကြာကြည့်လေအဲ့ဒီပကြီးကားရဲ့အကြောင်းများများတွေးလေးအဲ့လိုပုံစံမျိုးခံ